ဒါတော့ကိုမြင့်စိုးအဆောင်သွားမှာဖြစ်ပါတယ်ကိုမြင့်စိုးအဆောင်ကဘယ်လိုနေရလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ကြအောင်နော်ခဏပါ15လူကြီးစီကျွန်တော်တောင်းမှာဖြစ်ပါတယ်ဒါပေါ့လေးလက်မယ်ထဲအချိန်လေးရှိုးကြပါဦးဝတ်သားချက်ခင်ဗျာဝတ်သားချက်ချက်တာပါတယ်ကျွန်တော်လူကြီးအိတ်နေပါတယ်ကျွန်တော်လူကြီးအိတ်နေပါတယ်အဲ့ဒီမိန်းမကိုဒါတော့မြင်စီခြင်းတဲ့ဆန္ဒနဲ့ကျွန်တော်ရိုက်တာဖြစ်ပါတယ်နော်ဘယ်အောင်တော့ပါခင်ဗျာဘယ်အောင်တော့ပါလူကြီးအိတ်နေပါတယ်ဘလို့အိတ်လဲဆိုတာကိုမိန်းမလေးဒါမြင်စီခြင်းလို့ပါနော်အိတ်တာတော့လားလေအိတ်တာကြာမိန်းမမနှုတ်ဆက်လိုက်မိန်းမကြီးဒီလိုလေးပါလို့ငါကုံရိုက်ပြလိုက်မယ်ဟုတ်ထပ်ပေါ်ဒါတို့ကာတွမိုးအနေထားနော်မိန်းမတွေဘာညာလဲနော်အရင်လူတွေတီးဖို့ဘလို့နေရထိုင်လဲဆိုတော့တီးဖို့နော်နေထားပါညာနေထားပါညာဒီလိုရှိပါတယ်နော်မိန်းမတွေတောင်းတန်ယောက်ျားတွေကိုအညောင်မလုပ်ကြပါနဲ့နော်သူတို့မှမရှိရတဲ့နဲ့လှအောင်ဝဲဝအောင်စားနေရတာပါနေအရန်ပူလို့တဲ့အပေါ်ကနေပြီးတော့မှဖြာဟာပါတဲ့ပစိုးလေးတွေခင်းနေတာပါဒါတော့အပေါ်ကတော့တမိုးတုတ်ကာတမိုးတုတ်ကာချက်ခိုးမြန်လေးတွေကတန်းနေနော်မိမတွေတီးဖို့နော်မိမတွေအညောင်လုံးဖို့ပဲတီးတာကိုယောက်ျားဘလို့ကိုင်းနေရလဲဆိုတာမသိကြဘူးဒါကြောင့်မို့ဒီလိုလေးရိုက်ပြရခြင်းဖြစ်ပါတယ်ပန်ကားကျတဲ့ဖုန်းထားတာအေးလားဆိုမအေးဘူးနော်လေဘူးတွေတိုက်တာဟုတ်လားကိုကြီးမိမကိုဘာပြောချင်လဲမိမကြီးကြည့်လေပါဘွားလေးကိုလားအောက်ကကြမ်းခင်းကိုလည်းပြအောင်ကြမ်းခင်းတာဖြာခင်းတာတယ်နော်ကြမ်းခင်းတော့ညာကြီးတို့ရဲ့ရှင်နွေးကိုဘာညာပေါ့တဲ့နှခါတုံးလေးတွေနဲ့ဒါပဲနော်ဟောကြည့်ဒါဝတ်တာအိုးနော်စားတော့တာမစိုးပါဘူးဝတ်တာလေးဆိုတယောက်တည်းဆိုတော့ဖြစ်လို့စားလို့ရပါဒါထမင်းစိမ့်ကြော်လေးနဲ့ကဲကိုကြီးကျွန်တော်တို့အပြင်သွားကြမယ်လိုက်မလားပတ်စံလေးယူခဲ့မုံလေးပါလူဝဲကျွေးလာကုန်ရှင်းမယ်ဒါပဲချပြီ